အစားတောက်ဆိုတာဘယ်သူနဲ့မှမကင်းပါဘူးပေါ့နော်။ကလေးကနေပြီးတော့မှလူကြီးထီကိုကြမ်းကြမ်းမာမာနဲ့အသက်ရှင်နေထိုင်နိုင်ဖို့ဒီခန္ဓာကိုယ်ကြီးထွားဖို့ဒီယောဂါတွေကနေကာကွယ်ဖို့ဆိုလို့ရှိရင်အစားအစာကိုပုံမှန်စားပေးဖို့အရေးကြီးတာဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုးစားတဲ့အခါမှာဆိုလို့ရှိရင်လေဒီတင်းတင်းမျှတာစွာစားပေးဖို့လိုအပ်တာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်တော့ဒီထမင်းစားရင်အားရှိတယ်။အခုနောက်ပိုင်းမှာကျတော့ကျွန်တော်တို့ဒီထမင်းကိုရှော့စားဖို့ဒီလိုမျိုးလေးတွေပြောလာကြပြီပေါ့နော်။အဲ့ဒီအတွက်ကြောင့်ဒီနေ့မှာဆိုလို့ရှင်တော့ဒီတင့်တင့်မျှတတဲ့စားသားမှုပုံစံဆိုတာဘယ်လိုမျိုးလဲအာဟာရမျှတအောင်ဘယ်လိုစားရမလဲအစားရှိတဲ့အကြောင်းတွေကိုတော့ဝေမျှဆွေးနွေးတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အစားတောင်းတဲ့အာဟာရဆိုင်ရာထူပြူဒေါက်တာရဲရင်ဖြစ်ပါတယ်အဲ့ကျွန်တော်တို့မျှတတဲ့စားတောင်းမှုပုံစံအကြောင်းကိုပြောခင်ပါပေါ့နော်ဒီကျွန်တော်တို့ခန္ဓာကိုယ်ကဒီအဓိကအချက်၃ချက်ပေါ်မှာမူတည်နေတာဖြစ်ပါတယ်ပထမချက်ကကြောက်ပါလဲဆိုလို့ရှိရင်ဒီစွမ်းအင်တွေရရှိဖို့ပေါ့နော်အဲ့တော့စွမ်းအင်လို့ပြောတဲ့အခါမှာလောင်စာပေါ့ကျွန်တော်တို့ဒီနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်မှုအတွက်လောင်စာလိုအပ်တာဖြစ်ပါတယ်ဒုတိယချက်ကကြောက်ကျွန်တော်တို့ဒီခန္ဓာကိုယ်ကြီးထွားကြံ့ခိုင်တန်ဆွမ်းဖို့เนาะအဲ့တော့ခန္ဓာကိုယ်ကဒီကျန်းမာနေုံသာမကဘဲနဲ့ဒီကြီးထွားကြံ့ခိုင်ဖို့လည်းအရေးကြီးတာဖြစ်ပါတယ်တတိယချက်ကကြတော့ဒီကိုယ်ခံအကောင်းပေါ့เนาะအဲ့တော့ကျွန်တော်ကိုယ်ခံအကောင်းမှပဲဒီမကြာခဏဖျားရမျိုးတွေမဖြစ်မှာဒီယောဂါတွေကနေကာကွယ်နိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီ၃ချက်ပေါ်မှာအခြေခံအပြင်မူတည်နေတာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ခန္ဓာကိုယ်ကဒီစွမ်းအင်ရရှိဖို့ဒီလောင်စာကောင်းကောင်းရရှိဖို့ဆိုလို့ရှိရင်ဒီကာဘိုဟိုက်ဒရိတ်အစာအုပ်စုတွေဖြစ်တဲ့ဒီထမင်းတို့ခောက်ဆွဲတို့ကြာဇံတို့နောက်ပြီးမှကျွန်တော်တို့ဒီပါမုတ်ပေါ့เนาะပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီဂျုံနဲ့လှုပ်ထားတဲ့အစားအစာမျိုးတွေဒါမျိုးတွေကကြောင့်ကျွန်တော်တို့ဒီအဓိကစွမ်းအင်ကိုပေးတဲ့အစားအစာအုပ်စုတွေဖြစ်ပါတယ်အဲ့ဒီကြောင့်တစ်ခါလေကြားလို့ရှိရင်ပေါ့နော်ကိုကဒီထမင်းနဲ့အာလူးကြော်နဲ့စားတယ်နောက်ပြီးမှဒီထမင်းနဲ့ခောက်ဆွဲကြော်နဲ့စားတယ်ဒါမျိုးတွေကကြောင့်ကျွန်တော်တို့ဒီကာဘိုဟိုက်ဒရိတ်အုပ်စုတွေကပဲကိုကရွေးပြီးစားလို့ဖြစ်နေတော့အဲ့ဒီအတွက်ကြောင့်ကိုအနေနဲ့မျှတတဲ့စားသောက်မှုပုံစံဆိုလို့ရှိရင်ခါကြတော့ဒီလိုမျိုးကာဘိုဟိုက်ဒရိတ်အုပ်စုတွေကကျွန်တော်တို့တစ်မျိုးကိုရွေးချယ်မယ်ဥပမာထမင်းစားရင်ဘာမှမစားတော့ဘူးခောက်ဆွဲစားလို့ရှိရင်ဒီကျန်တဲ့တခြားဟာတွေမစားတော့ဘူးအဲ့ဒီလိုလေးကျွန်တော်တို့ဒီတစ်ခုကိုပဲရွေးချယ်ပြီးတော့စားသုံးပေးဖို့ဖြစ်ပါတယ်မေမေအနေနဲ့လည်းပေါ့နော်တစ်ခါလေကိုယ့်ရဲ့တသားမီးတွေကထမင်းမစားခြင်းပေါ့နော်ထမင်းဘလို့ကျွတ်မရအောင်ဆိုရင်ကျွန်တော်တို့ပြဿနာမရှိဘူးပေါ့နော်ထမင်းစားအောင်ကျွန်တော်တို့ဒီအာလူးပဲဖြစ်ဖြစ်ခောက်ဆွဲပဲဖြစ်ပါမုတ်ပဲဖြစ်ဖြစ်ဒါပဲလေးကျွန်တော်တို့လှည့်ကြည့်လို့ရတာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ခန္ဓာကိုယ်ကြီးထွားကြံ့ခိုင်မှုဆိုလို့ရှိရင်ဒီအသားဓာတ်လို့ခေါ်တဲ့ protein ကိုလိုအပ်တာဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာအကြမ်းမြင့်အားဖြင့်ဒီနေ့ကိုဒီအနည်းဆုံးပေါ့နော်အသား12ကြက်သားလောက်တော့ဝင်အောင်စားပေးဖို့အရေးကြီးတာဖြစ်ပါတယ်အဲ့တော့အသားမစားတဲ့သူတွေအနေနဲ့ကြတော့ကျွန်တော်တို့ဒီပဲမျိုးမျိုးတို့ပဲပြားတို့တုပ်ဟူးတို့နောက်ပြီးတော့မှဒီအစိတ်ဆန်ပေါ့နော်အဲ့တော့ဒီလိုမျိုးအစားအစာတွေကနေလည်းအသားဓာတ်ကိုရရှိနေတာဖြစ်ပါတယ်အဲ့ဒီကြောင့်ကိုယ်အနေနဲ့အသားမစားဘူးဆိုလို့ရှိရင်တော့ဒီပဲတို့တုပ်ဟူးတို့အစိတ်ဆန်တို့တော့အစုံလင်မျှတစွာစားဖို့အကြံပြုချင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအသားစားတဲ့လူတွေအနေနဲ့ပေါ့နော်ပို့ပြီးတော့မှဒီမျှတတဲ့စားသားမှုပုံစံရဖို့ဆိုလို့ရှိရင်ဒီကြက်သားလေးကို2ရက်ငါးလေးကို2ရက်ငါးနှစ်ရက်မှာကျွန်တော်တို့ဒီပင်လယ်ငါးကို1ရက်ရေချိုငါးကို1ရက်ဒါမျိုးလေးပေါ့ပြီးတော့ရှင်ကျွန်တော်တို့ဒီအနီရောင်အသားတွေဖြစ်တဲ့ဒီဝက်သားတို့အမဲသားတို့စိတ်သားတို့ဒီလိုမျိုးအနီရောင်အသားတွေကိုကြတော့တစ်ပတ်ကို2ရက်ထည့်လိုက်မယ်ပြီးတော့ရှင်ကြံတစ်ရက်မှာပစုံလေးစားလိုက်မယ်ဒါမျိုးလေးဆိုတော့ကျွန်တော်ပို့ပြီးတော့မှဒီစုံစုံလင်းလင်းမြမြတတလေးဖြစ်သွားမှာဖြစ်ပါတယ်တတိယချက်ကကြတော့ကိုခန့်အားကောင်းမှုဖြစ်ပါတယ်အဲ့တော့ကိုခန့်အားကောင်းမှုဆိုလို့ရှင်ကျွန်တော်တို့ခန္ဓာကိုယ်ကဒီ micro nutrient လို့ခေါ်တဲ့ဒီ vitamin တွေ minerals တွေကြွားနေဖို့လိုအပ်တာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး vitamin တွေ mineral တွေရရှိဖို့ဆိုလို့ရှင်ဒီဟင်းသီးဟင်းရွက်နဲ့အသီးနှံတွေကိုစုံလင်စွာစားပြီးဖို့လိုအပ်တာဖြစ်ပါတယ်အဲ့တော့စုံလင်စွာစားလို့ပြောတဲ့အခါမှာဒီနေ့ကိုကစုံရက်စားရဲဆိုရင်နောက်နေ့ကိုဘူးသီးစားရဲနောက်နေ့ကိုပန်းမွင့်စားရဲဒီလိုမျိုးလေးအလှည့်ကျစားပြီးရဆိုလို့ရှင်တော့ဘယ်လိုမှစုံလင်ဖြစ်သွားမှာဖြစ်ပါတယ်အသီးနှံတွေလည်းအဲ့တိုင်းပဲပေါ့နော်ဒီနေ့ကိုပန်းသီးစားရဲနောက်နေ့ကိုသင်္ဘောသီးစားရဲနောက်နေ့ကိုစပစ်သီးစားရဲဒီလိုမျိုးလေးအလှည့်ကျလေးစားပြီးရဆိုလို့ရှင်တော့ပိုပြီးတော့မှစုံစုံလင်အများတတဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒီမှာမှရိုးစစ်တွေတာမာဖို့ဆိုလို့ရှင်ဒီကယ်လ်ဆီယမ်ကြွားတဲ့အစားအစာတွေဖြစ်တဲ့ဒီနို့လေးတောက်ပြီးတာမျိုးဒါမျိုးလေးတွေပေါင်းဆက်လိုက်တယ်ဆိုလို့ရှင်တော့ဒီမျှတတဲ့စားသောက်မှုပုံစံကိုရရှိမှာဖြစ်ပါတယ်အဲ့တော့အားလုံးပြန်ချုပ်ရမယ်ဆိုလို့ရှင်မျှတတဲ့စားသောက်မှုပုံစံနေနဲ့မနက်စာစားရမယ်ဆိုလို့ရှင်ပါမုတ်လေး2ချက်လောက်နောက်ပြီးမှကြောက်လေးတစ်လုံးပါမယ်နို့လေးတစ်ခွက်လောက်တောက်မယ်ဒါမှမဟုတ်ဆိုလို့ရှင်လေဒီထမင်းနဲ့ပဲပြုတ်လေးကိုကျွန်တော်တို့ဒီကြောက်လေးတစ်လုံးလောက်နဲ့နို့လေးတစ်ခွက်လောက်နဲ့တောက်ပြီးတာမျိုးပေါ့နော်ပြီးတော့ကျွန်တော်တို့10နာရီလောက်မှာအစိဆန်လေးလက်ဆုပ်စာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆိုလို့ရှင်အသီးနှံလေးတစ်ခုခုစားပြရဖြစ်ဖြစ်ပြီးတော့ကျွန်တော်တို့ဒီနေ့လေစာစားတဲ့ခါမှာဆိုလို့ရှင်လေကိုကဒီထမင်းပေါ့နော်အဲ့တော့ထမင်းမစားကြုံဆိုလို့ရှင်လေဒီခောက်ဆွဲပဲဖြစ်ဖြစ်အာလူးပဲဖြစ်ဖြစ်ဒါမျိုးလေးကာဘိုဟိုက်ဒရိတ်တွေကတစ်ခုခုပါမယ်ပြီးတော့ကျွန်တော်တို့ဒီအသားစားတဲ့ခါမှာဆိုလို့ရှင်လေ6ချက်သားလောက်နောက်ပြီးတော့မှဒီဟင်းသီးဟင်းရွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီထမင်းစားစွန်းနဲ့ဒီ6စွန်းလောက်ပေါ့နော်အဲ့တော့ဒါမျိုးလေးကျွန်တော်တို့ဒီမျှတအောင်စားပေးမယ်ပြီးတော့ကျွန်တော်တို့ဒီနေခင်းနေ့လည်းစားပြီးနေနဲ့
ဒိန်ဂျင်လေးတောက်ပေးတာမျိုးဒါမှမဟုတ်ဆိုလို့ရှင်လေအသီးနှံလေးတစ်ခုခုစားပေးတာမျိုးပြီးတော့ကျွန်တော်တို့ဒီညစာကြောက်လေခုနလိုမျိုးဒီနေ့လေစားလိုမျိုးပြန်စားမယ်ဆိုလို့ရှင်တော့ဒီမျှတတဲ့စားသောက်ပုံစံကိုရရှိမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကိုယ်အနေနဲ့ကျန်းမာနေနိုင်ဖို့ခွန်အားရရှိဖို့ယောဂတွေကနေကာကွယ်ဖို့ဆိုလို့ရှင်တော့အစားအစာကိုမျှတစွာစားပေးဖို့အရေးကြီးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဝေမျှသွားတဲ့အကြောင်းလေးကမိနဲ့မိချစ်ခံရတဲ့အတွက်အကျိုးရှိမယ်ဆိုရင်ပြန်လဲမျှဝေပေးဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်မမေ့ပါနဲ့တင်ကိုယ်တိုင်ကတင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ